အာဆင်နယ်ကဇန်နဝါရီမှာရင်တုံပန်းတုံဖြစ်နေတယ်ဆိုတဲ့ဂယ်ရီနဘီမန်ယူတင်းကိုရှုံးနေခဲ့တဲ့ပွဲပြင်းမှာမန်ယူတင်းရဲ့ဂန္ဓဝင်ကစားမအောင်ဖြစ်သူဂယ်ရီနဘီကအာဆင်နယ်တင်းရဲ့စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှုကိုတကယ်ကိုကြလက်ကြဝေဖန်သွားခဲ့ပါတယ်။ဂယ်ရီနဘီရဲ့ပြောဆိုချက်အရအာဆင်နယ်တင်းကဇယားထိပ်မှာ၄မှတ်ဖျက်ထားနိုင်တယ်လို့ပွဲစားမှာလည်းတကူကော်မရှင်နဲ့ဦးဆောင်နေပါလျက်နဲ့အတင်းသားတွေကမလိုအပ်ဘဲရင်တုံပန်းတုံဖြစ်နေခဲ့တာကိုသူကြုံမမြင်မိခဲ့ဘူးလို့ဆိုပါတယ်။ဒီနေ့လိုမန်ယူတင်းရဲ့ပွဲမှာအခြေအနေမကောင်းလို့အာဆင်နယ်ဖန်နေဘက်ကရင်တုံတာကိုနားလည်နိုင်ပေမဲ့ကွင်းထဲကကစားမတွေပါလိုက်ပြီးရင်တုံနေတာကတော့တကယ်ကိုအံ့ဩစရာပါပဲလို့ဂယ်ရီနဘီကပြောကြားခဲ့တာပါ။အထူးသဖြင့်ချန်ပီယံဆုကိုစိန်ခေါ်နေတဲ့အသင်းအနေနဲ့အခုလိုရာသီပွဲမှာတင်ဖီအားတန်းကိုမခံနိုင်ပဲတုံလို့နေတာကသူတို့ရဲ့ရင်းချက်မှုပိုင်းကိုမေကွန်းထုတ်ဆရာဖြစ်လာစေခဲ့ပါတယ်။ဂိမ်းနဘီကဆက်လက်ပြီးအာဆင်နယ်တင်းကပြိုင်ဘက်ကကောင်းလို့ပြိုဆင်းသွားတာမျိုးမဟုတ်ပဲသူတို့ကိုယ်တိုင်ကပဲသူတို့ကိုသူတို့ဒုက္ခပြန်ပေးခဲ့တာလို့ထောက်ပြသွားခဲ့ပါတယ်။အထူးသဖြင့်ဇူဘီမန်နီကအမားကနေပေးလိုက်ရတဲ့ခြေပါကိုကအာဆင်နယ်ကစားမတွေဘလောက်ထိစိုးရိမ်စိတ်တွေများပြီးကြောင်ကရန်တွေဖြစ်နေတယ်လဲဆိုတာအချင်းချင်းဖော်ပြနေတယ်လို့ပဲဖြစ်ပါတယ်။ဇယားတွေကအတင်းကဇန်နဝါရီလပဲရှိတဲ့အချိန်မှာဒီလောက်ထိရင်တုံပန်းတုံဖြစ်နေမယ်လို့ကျွန်တော်မထင်ခဲ့မိပါဘူး။တကယ်လို့မလာလောက်ရောက်လို့ကန်စီယာ10ပွဲလောက်ပဲကျန်တော့တဲ့အချိန်မှာဖီအားများပြီးရင်တုံနေရင်တော့နားလဲပေးလို့ရပါသေးတယ်လို့ဂယ်ရီနီဘီကအာဆင်နယ်တင်းရဲ့ချန်ပီယံစိတ်ဓာတ်ကိုပြင်းပြတဲ့ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ဇန်နဝါရီမှာတင်ဒီလောက်ရင်တုံနေရင်တကယ်အဆုံးဖြတ်ပွဲတွေရောက်ရင်ဘယ်လိုလုပ်မလဲဆိုတာကဂယ်ရီနီဘီတော့တကယ်ကိုရဲချင်းစရာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။တကယ်လို့မန်ယူတင်းကအာဆင်နယ်တို့အမမလုပ်ခင်အထိဘာကောမှဖြစ်တည်ရအောင်မဖန်နေနိုင်ခဲ့တာပါ။ကိုတင်းကအဦးဆောင်ထားတဲ့နေထားတော့မှအာဆင်နယ်တင်းသားတွေကသူတို့ရဲ့စိုးရိမ်စိတ်တွေကိုမထိန်ချုံနိုင်ခဲ့ပဲကြောင်ကရန်တွေဖြစ်နေခဲ့ကြပါတယ်။သူတို့ဒီလိုဖြစ်နေလိမ့်မယ်လို့ကျွန်တော်မထင်မိခဲ့တာပါဆိုတဲ့ဂယ်ရီနဘီရဲ့စကားကအာဆင်နယ်တင်းရဲ့အားနည်းချက်ကိုအသေးချမီးမောင်းထုတ်ပြလိုက်တာပဲဖြစ်ပါတယ်။မိုက်ကယ်ကာရီရဲ့မန်ယူတင်းကတော့အဲ့ဒီခွင့်ရေးကိုမီးရဆုပ်ကန်ပြီးအာဆင်နယ်တင်းရဲ့ရင်တုံနေမှုကိုအသုံးချကအမေရိကန်မှာပဲအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ဒီရှုံးပွဲကအာဆင်နယ်တို့ရမှတ်3မှတ်ဆုံးရှုံးတာတဲ့သူတို့ရဲ့စစ်တပိုင်းဆိုင်ရာပြုံးညံ့မှုကိုတကမ္ဘာလုံးကိုပြသလိုက်သလိုဖြစ်ခဲ့ရတယ်လို့တမ်မက်မက်ဆီတီတင်းတို့လည်းအာဆင်နယ်ဆိုတာဖီအားပေးရင်ပြိုင်တဲ့အတင်းဆိုတဲ့ message ကိုပေးလိုက်တာပဲဖြစ်ပါတယ်။ဒါပြင်ဂယ်ရီနဘီကအာဆင်နယ်တင်းရဲ့ခေါင်းဆောင်မှုပိုင်းကိုလည်းဝေဖန်သွားခဲ့ပါတယ်။ကွင်းထဲမှာကစားမတွေရင်တုံနေချိန်မှာသူတို့ကိုပြန်လည်တည်ငြိမ်အောင်လုပ်ပေးမဲ့သူမရှိခဲ့တာကကြီးမားတဲ့လိုအပ်ချက်ဖြစ်ကြောင်းသူကပြောဆိုခဲ့ပါတယ်။မန်ယူတင်းကဘရူနိုလိုကစားမမျိုးကအတင်းကိုပြန်လည်ထိန်းကျောင်းနိုင်ချိန်မှာအာဆင်နယ်တင်းရဲ့အိုဒီဂါတို့ကတော့ဖီယာရီအောင်မှာပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ဇယားထိပ်မှာရမတ်တွေဖြတ်ထားတာတော့မှဒီလောက်ထိစိတ်မချမ်းသာဖြစ်နေတာကတကယ်ကိုထူးဆန်းပါလေလို့ဂယ်ရီနီဘီကကောက်ချက်ချသွားခဲ့ပါတယ်။အခုဆိုရင်အာဆင်နယ်တင်းကသူတို့ရဲ့ရင်တုံပန်းတုံဖြစ်နေတဲ့ယောဂကိုအများဆုံးမကူတတ်နိုင်ဘူးဆိုရင်တော့ချန်ပီယံဆုကသူတို့ရဲ့လက်ထက်ကနေရောကျသွားဖို့အလားအလာအလုံးများပြားနေပြီဖြစ်ကြောင်းတင်ပြလိုက်ရပါတယ်။ ဒီမှာဒီလိုတက်တဲ့ရဲ့အမားကိုချပြပေး